အားလုံးပဲမင်္ဂလာပါကျမ်းမာရေး channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်အခုဆိုရင်ကျွန်တော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing မလုပ်ရတာလဲတော်တော်လေးကြာပါပြီအဲ့ဒါလည်းကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တောင်းပန်ပါတယ်အခုကကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်လဲမျှဝေပေးချင်တာလေးရပါတော့ကျွန်တော်တို့ရုပ်တရက်ပေါ့နော်ထားလိုက်လို့အဲ့တော့ခေါင်းတွေမူးနောက်သွားတွေရှိမယ်တစ်ခါတလေကျတော့ကျွန်တော်တို့အင်ကြီးချာချာလည်နေရတဲ့ရှိမယ်ဗျာအဓိကပြောချင်တာကရုပ်တရက်ခေါင်းမူခေါင်းနောက်ဖြစ်လာတဲ့သူတွေအတွက်ကိုကျွန်တော်ကစင်းကြီးလေးမျှဝေပေးချင်တာပါကျွန်တော်တိုင်းစင်းလေးပေါ့နော်အဲ့ဒါဘာလေးလဲဆိုရင်ကျွန်တော်မိတ်ဆွေတွေအိမ်တိုင်းလိုပေါ့နော်အမြဲတမ်းရှိပါတယ်အိမ်တိုင်းလိုအမြဲတမ်းရှိပါတယ်ဘာလဲဆိုတော့အဓိကတန်မြာသီးပဲလိုပါတယ်အဲ့ဒါလေးကိုကျွန်တော်ကိုယ်တိုင်လုပ်ပြပါမယ်ကျွန်တော်တို့ကတမယာသီးကိုကျွန်တော်တို့ကအလဲအားချမ်းပြီးတော့ကျွန်တော်တို့ကပေါ့နော်အဲ့မှာစားလေးနဲ့ပေါ့နော်စားလေးအနှင်းငယ်ပေါ့နော်စားလေးအနှင်းငယ်ပုတ်ပြီးတော့ကျွန်တော်တို့ဝါးစားလိုက်မယ်ဆိုရင်ကျွန်တော်မိနစ်အနှင်းငယ်တွင်ပေါ့နော်တက်တာပြောင်းကင်းပါတယ်အဲ့ဒါကတော့ကျွန်တော်မိတ်ဆွေတွေယုံကြည်လုပ်ကြည့်ပါအဓိကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တမယာသီးကလူရဲ့ခန္ဓာကိုယ်ကျွန်တော်တို့ဘယ်လိုပြောမလဲလန်းဆန်းစီတယ်ပေါ့နော်စားဆိုတာလဲကျွန်တော်စားဆိုတာလဲကျွန်တော်ခန္ဓာကိုယ်အတွက်ရေဓာတ်ပေါ့နော်ရေဓာတ်ကိုပြန်လဲဖြည့်တင်းပေးတဲ့အတွက်ပေါ့နော်ကျန်းမာရေးအတွက်အများကြီးထောက်ကူပြုပါတယ်ဟုတ်ကဲ့ဒီတံမြာသီးနဲ့စားကကျွန်တော်တို့ဒီခေါင်းတွေမူးရတာတို့ပြာတာတို့ပေါ့နော်အဲ့ဒါတွေကိုတက်တာပျောက်ကင်းစီုံတင်မကပါဘူးနောက်တဲ့ဘာတွေကောင်းလဲဆိုတော့ခန္ဓာကိုယ်လဲကျွန်တော်တို့တက်ကြွလန်းဆန်းစီတာပေါ့နော်အဲ့အတွက်လဲကျွန်တော်တို့ကောင်းပါတယ်နော်အဲ့ကောင်းပါတယ်ဒါပေမဲ့ဒီဟာလဲကျွန်တော်မိတ်ဆွေတွေဟိုလောက်ရလဲအရန်လွယ်ကူပါလေမလဲခက်တာမဟုတ်အဲ့အတွက်ကျွန်တော်တို့ဒီလိုလက္ခဏာမျိုးပေါ့နော်ဒီလိုဖြစ်တဲ့မျိုးနဲ့ကြုံခဲ့တယ်ဆိုရင်ဒီစင်းကြီးလေးကိုသတိရလိုက်ပါနော်အားလုံးလဲကျမရဲ့ channel မှာအထူးပဲကျေးဇူးတင်ပါတယ်ကျမရဲ့ channel ကိုစောင့်ကြည့်နေတဲ့မိတ်ဆွေများအားလုံးလဲကျမ်းမာဒုက္ခပြေးသွားပြီးတော့လူဟာဆန္ဒတွေပြေးသွားပါစေလို့ဆုတောင်းပေးပါတယ်